မင်္ဂလာပါမိတ်ဆွေတို့ရေလူတော်တော်များများကအောင်မြင်ဖို့ဘာတွေထပ်လုပ်ရမလဲဆိုတာကိုပဲအမြဲစဉ်းစားကြပါတယ်ဒါပေမဲ့တကယ်အောင်မြင်တဲ့သူတွေကတော့ဘဝတိုးတက်ဖို့ဘာတွေစွန့်လွတ်ရမလဲဆိုတာကိုပိုအာရုံစိုက်ကြပါတယ်ဘဝမှာတချို့အရာတွေကိုမစွန့်လွတ်နိုင်သေးတဲ့၍အသစ်တွေဝင်လာဖို့နေရာမရှိပါဘူးဒီနေ့မှာတော့အောင်မြင်ခြင်းတဲ့သူတွေဘဝမှာအရင်ဆုံးစွန့်လွတ်လိုက်တဲ့အရာ10ခုကိုမျှဝေပေးခြင်းပါတယ်အကြောင်းပြချက်ပေးတဲ့အကျင့်အချိန်မရှိလို့ပတ်စံမရှိလို့အသက်ကြီးသွားလို့အောင်မြင်သူတွေကဒီလိုအကြောင်းပြချက်တွေကိုမပေးတော့ပါဘူးသူတို့မေးတဲ့မေးခွန်းကဒီအခြေအနေမှာငါဘာလုပ်နိုင်တယ်လဲဖြစ်ပါတယ်နှစ်ပြင်းရခြင်းကအိမ်မက်တွေကိုတဖြည်းဖြည်းတက်ပစ်တဲ့အရာပါတိုးတက်ခြင်းရင်အရင်ဆုံးအနိုင်ယူရမှာကကိုယ့်ရဲ့ပြင်းရစိတ်ပါ3လူတိုင်းကိုကျေနပ်အောင်လုပ်ချင်တဲ့စိတ်လူတိုင်းကိုကျေနပ်အောင်လုပ်လို့မရပါဘူးတင်လုပ်တာကောင်းရင်လည်းပြောမဲ့သူရှိတယ်မကောင်းရင်လည်းပြောမဲ့သူရှိတယ်ဒါကြောင့်ကိုယ့်ရဲ့ရည်မှန်းချက်ကိုပဲအာရုံစိုက်ပါ4အချိန်ဖြုံးတဲ့အလေးအကျင့် social media ကိုနာရီနဲ့ချီ scroll လုပ်တာအကျိုးမရှိတဲ့ video တွေကြည့်တာအတင်းအဖျင်းပြောတာဒီအရာတွေကတင့်ရဲ့အနာဂတ်ကိုခိုးယူနေတဲ့အချိန်တွေပါငါမကောင်းတဲ့ပတ်ဝန်းကျင်အမြဲအဆိုးမြင်တဲ့သူတွေနဲ့နေရင်တင်လဲအဆိုးမြင်လာမယ်တိုးတက်ချင်တဲ့သူတွေနဲ့နေရင်တင်လဲတိုးတက်လာမယ်6ကြာရှုံးမှကြောက်တဲ့စိတ်ကြာရှုံးတာကိုကြောက်ရင်စတင်ဖို့တော့မဖြစ်နိုင်တော့ဘူးအောင်မြင်သူတွေကကြာရှုံးတာကိုသင်ခန်းစာအဖြစ်လက်ခံတယ်9မိမိကိုယ်ကိုအထင်သေးတဲ့စိတ်ငါမလုပ်နိုင်ဘူးငါမတော်ဘူးဒီအတွေးတွေကိုအရင်ဆုံးဖယ်ရှားရပါမယ်ကိုယုံကြည်တဲ့နေ့ကတိုးတက်မှုစတင်တဲ့နေ့ပါ8အမြန်ရလက်လိုချင်တဲ့စိတ်မျိုးစေ့စိုက်ပြီးနောက်နေ့အတိမရနိုင်ပါဘူးအောင်မြင်မှုကအချိန်စိတ်ရှည်မှုနဲ့စီကံလိုပါတယ်မတင်ယူခြင်းတဲ့စိတ်ကဘာကြီးကနေတိုင်းပြောင်းလဲနေပါတယ်မတင်ယူတော့တဲ့သူကနောက်ကျကြံခဲ့ပါတယ်နေ့တိုင်းအတစ်တစ်ခုတင်ယူပါ10အရှုံးပေးတဲ့အကျင့်လူအများစုကပန်းနိုင်တဲ့နီးနေချိန်မှာပဲလက်လျှော့လိုက်ကြတယ်ဒါပေမဲ့အောင်မြင်သူတွေကတလန်းချင်းပဲဖြစ်ဖြစ်ဆက်လျှောက်တယ်အောင်မြင်မှုကမရက်တဲ့သူစီကိုပဲရောက်လာပါတယ်ဘဝကိုပြောင်းလဲနိုင်တဲ့အတွေ့တခါတရံဘဝတိုးတက်ဖို့အတစ်တစ်ခုထပ်လုပ်ဖို့မလိုပါဘူးတင့်ကိုနောက်ဆွဲနေတဲ့အကျင့်ဆိုးတစ်ခုကိုစွန့်လွတ်လိုက်ရုံနဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်ပါတယ်မိကုံမိတ်ဆွေတို့ရေအောင်မြင်မှုဆိုတာလှုပ်ဆောင်ချက်အသစ်တွေထပ်ထည့်ရုံနဲ့မရပါဘူးတခါတရံမလိုအပ်တော့တဲ့အရာတွေကိုရဲရဲဝံ့ဝံ့စွန့်လွတ်လိုက်တာကပိုပြီးအရေးကြီးပါတယ်ဒီနေ့တင်စွန့်လွတ်တဲ့အကျင့်တစ်ခုကမနှက်ဖြန်တင်ရဲ့အောင်မြင်မှုကိုဖန်တီးပေးနိုင်ပါတယ်ဒီ10ချက်ထဲကဘယ်အချက်ကိုတင်ဒီနေ့ကစပြီးစွန့်လွတ်မယ်လို့ဆုံးဖြတ်ထားလဲခမမှာတမ10ထဲကနံပါတ်ကိုရေးပြီးတင်ရဲ့အတွေးကိုလည်းမျှဝေပေးပါ Like comment share subscribe life guide ဘဝလမ်းညွှန်တင်ဘဝကိုပြောင်းလဲပေးမဲ့အရာကအသစ်တစ်ခုရယူတာမဟုတ်ပါဘူးမလိုအပ်တာကိုစွန့်လွတ်လိုက်တဲ့ဆုံးဖြတ်ချက်ပါပဲ